Hello အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Omega မီမီဖြစ်ပါတယ်ကျမတို့အဖွဲ့ရဲ့ BTS ပုံလေးတွေပဲဖြစ်ပါတယ်ကျမတို့ project ကြီးပေါ့နော်ကမ်ဘတ်ပြန်လာတော့မယ်ဆိုတဲ့ချိန်တုန်းကကျမတို့ပေါ့နော်မျှော်လင့်တာပေါ့နော်ဘယ်လိုလဲဆိုတော့ဘယ်လိုအင်ဂျီတွေဝတ်မှာလဲဘယ်လိုသပင်ပုံမျိုးနဲ့ပြန်လာမှာလဲပေါ့နော်ကျမကိုယ်တိုင်ကလည်းK-pop fan ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအရန်မျှော်လင့်နေပေါ့နော်အဲ့တော့သူတို့ပုံလေးတွေကိုလည်းသူတို့ရဲ့ fan လေးတွေကကျမမျှော်လင့်သလိုမျှော်လင့်မယ်လို့အဲ့လိုထင်နေပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီ6ယောက်လုံးကိုလည်းဒီ character လေးတွေကိုတစ်ခုချင်းစီမတူအောင်လို့ကျမအဲ့ color အရောင်လေးတွေသပင်ပုံလေးတွေပေါ့နော်တယောက်နဲ့မတူအောင်လို့လည်းကျမတေချာစဉ်းစားထားပါတယ် make up လို့ဆိုလို့ရှိရင်လည်းကျမတို့ဘယ်လိုပုံစံလေးသွားကြမလဲပေါ့နော်အဲ့ဒါတွေကစကျမတို့ team ကအကောင်းဆုံးဖြစ်မဲ့ဟာလေးကိုပဲတိုင်ပင်ပြီးတော့ကျမတို့ရွေးချယ်ထားတာဖြစ်ပါတယ်ရှင်မေချိုဆိုလို့ရှိရင်လည်းဒီပေါ့နော် project ကြီး6ယောက်အဖွဲ့နဲ့ပေါ့နော်ဘယ်လိုမျိုး live ဖက်ညီအောင်သွားမလဲဆိုတာကိုကျမတို့ဒီပေါ့နော်စူးစမ်းနိုင်တဲ့လောက်ပေါ့အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်တော့ကျမတို့ဖန်တီးထားတာလေးဖြစ်ပါတယ် fan တွေအားလုံးကလည်းကျင့်နှံ့လိမ့်မယ်လို့ညွှန်လင့်ပါတယ်ရှင်နောက်လဲဒီထက်ပိုပြီးတော့အကောင်းဆုံးတွေဖြစ်လာဖို့ဖန်တီးဖို့အတွက်ကိုလည်းကျမထပ်ပြီးတော့စူးစမ်းသွားပါမယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ကျေးဇူးတင်ရမှာကတော့ကျမရဲ့တင်းပဲဖြစ်ပါတယ်ရှင်ကျမကလိုချင်တာဖြစ်ချင်တာတွေကိုသူတို့တွေကို push လုပ်တဲ့အခါမှာကျမကိုမရင်းမညူပဲနဲ့တစ်ဖွဲ့လုံးဒီလောက်ပင်ပန်းနေတဲ့ဂျာတွေကနေပြီးတော့ inter art တိုင်းဝိုင်းပြီးတော့ကူညီပေးခဲ့တဲ့အတွက်တင်းတစ်ဖွဲ့လုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ဒီနေရာကနေပဲပြောပြစီရှင်